အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် breakdown လုပ်ပေးခြင်းနဲ့ကြော်ညာလေးရတော့နော်ဒီကျွန်တော် American brand beer တစ်ခုရဲ့ကြော်ညာပါအရင်ပိုင်းတယ်ပေါ့နော် Okay ဒါဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်လောက်က beer ကြော်ညာကဘာဖြစ်လို့အရန်နေ credit တွေဖြစ်နေလဲပေါ့နော် cooking နဲ့စားလို့ရှိရင်အဲ့ဒါဘယ်လိုလေ့လာကြည့်အောင် anyway ကျွန်တော်တင်ထားတဲ့ပထမ video မှာပြောလိုက်တယ်ဒီစပိုမီကြီးကြော်ညာမှာကျွန်တော်တကယ်တော့ကျွန်တော်မသိရပါတကယ်ရှိပါတယ်ဘယ်သူရေးထားလဲဆိုတော့တကယ်ဆရာကြီးကိုကျွန်တော်တော့မေ့နေတာပါ David Ogilvy ရေးထားတာပါ sorry ပါအဲ့အတွက်လဲမကြည့်သေးရင်လေခုဒီဗီဒီယိုခဏရက်ပြီးအဲ့ဗီဒီယိုရင်သွားကြည့်လိုက်ပါနော် Okay အဲ့ဆိုကျွန်တော်တို့ဒီဗီဒီယိုကိုဝင်လိုက်အောင်ဒီဗီဒီယိုကအရင်ဆုံးဒီ slip beer ကြော်ညာပါ slip beer ကြော်ညာမှာတော်တော်လေးနဲ့ဟိုစပိုမီကြီးကြော်ညာကိုကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်တော်တော်လေးနဲ့ချစ်ကလေးနဲ့ထိထိမိတာတယ်ပဲဒါပေမဲ့ဒီကြော်ညာအဲ့ဒီထက်ကိုပို့ပြီးတော့မိုက်တရားအောင်ရှိနေတယ်ပေါ့နော် Okay အဲ့တော့ဝင်ဖတ်ကြည့်ရအောင်okay ခင်ဗျားကိုပဲဖတ်ကြည့်လိုက်တော့နော်ဘယ်လောက်ထိတော့တော့တို့ဒီနှစ်130ကျော်လူတွေကဘယ်လောက်တော့ဒီလူမျိုးဟာလာကိုစဉ်းစားနိုင်လဲပေါ့နော် Okay when the doctor gives his patient slash beer ဒေါက်တာသူ့ရဲ့ beer ဘာဖြစ်လို့ဒီ slash beer ကိုပေးတာလဲစဉ်းစားကြည့်ပါနော်ဒါဟုတ်ကိုတော်တော်ဖြစ်ပါတယ်ဘာလို့ဆိုဘီယာဆိုတဲ့အရာပေါ့နော်အယ်ကိုဟောဆိုတဲ့အရာမျိုးနဲ့ဒီနေမကောင်းဖြစ်နေတဲ့စိတ်ဝင်လူနေလာမဆိုင်တဲ့အရာမျိုးအဲ့တခုသူတို့ဘယ်လိုတော့စဉ်းစားပြီးတော့ရေးနိုင်လဲပေါ့နော်တစ်ချက်တော်အဲ့တခုတည်းဒီ idea ကိုမပြောခင်ဒီ highlight ကိုထုတ်တယ်တော့တော်တော်ကြီး impress ဖြစ်မိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ main highlight ပါ okay sub title ထဲဆိုအောက်ဆုံးမှာရေးထားသူ့ရဲ့ sub title ကဒီကျွန်းရဲ့ sub title က sorry okay ဒီကတော့ the beer that make Milwaukee ဘယ်လိုဖတ်ရလဲ sorry နော်Milwaukee famous ပေါ့နော် Milwaukee ဆိုတာ maybe သူကဟိုပါနော်မြို့နာမည်ပေါ့ဒီ Milwaukee မြို့ဆိုတာဒီ American ကဒီမြို့နာမည်ကိုဒီမြို့တော်မှာနာမည်ကြီးစေတဲ့ beer ဆိုပြီးတော့ second highlight အနေနဲ့ထည့်ထားတယ် okay second highlight လည်းမိုက်တယ်ပေါ့နော်ဒီ beer ကြောင့်ဒီမြို့တော်နာမည်ကြီးသွားတယ်ပေါ့ပြောမှဆိုတော့ခုချိန်ဒီ Milwaukee ဆိုတဲ့မြို့ကတော့သူက beer မြို့တော်ဖြစ်လူသိများတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့စလိုက်အောင်သူကဒီအရင်ဆုံးသူကဒီကြော်ညာလေးကတော့လူနာနဲ့ Nesma နဲ့အပြန်အလှန် conversation ပုံစံမျိုးလေးနဲ့ကြော်ညာရေးထားတာပါ Nes က okay စ why is it doubt that you use beer instead of mod extra ဆိုတာကတော့ဗျာပြောပြတော့ညီမကောင်းတဲ့သူတွေကိုကျွေးတဲ့ဖြစ်ဆွတ်အစားတစ်မျိုးပေါ့နော်ခုနတကြားတွေရာကူးလိုဟာမျိုးပေါ့ဂျုံနဲ့ဗာနဲ့လောက်ထားတဲ့ဟာမျိုး maybe ဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုဟာမျိုးအဲ့ဒီအစားဘာဖြစ်လို့ beer တိုက်တာလဲဆိုပြီးတော့မေးတယ်ဒေါက်တာ slash beerness အဲ့ဒါ slash beer because I have found that my patients assimilate is better and that there are no ill effects have you found anyone in your child who didn't not benefit from it အဲ့ဒါ slash beer ပါနော်ဘာဖြစ်လဲဆိုတော့လေသူတွေ့တာတော့သူ့ရဲ့လူနာတွေကဒီဥစ္စာနဲ့လုံးဝအဆင်ပြေတယ်ပေါ့နော်အဲ့မှာဒီဟာနဲ့ပတ်သက်ပြီးတော့ဘာမှဒီ effect ဖြစ်တာမျိုး effect မဖြစ်ဘူးဖြစ်တာမျိုးမရှိဘူးတဲ့မရှိနေဘူးပေါ့ဒါဆိုရင်ဟိုအနာယူအချဆိုတာမင်းဒီပေါ့နော် Nesma အနေနဲ့ Nesma သူ service ပေးနေတဲ့ဟာအနေနဲ့ဒီကနေပြီးတော့ဒီဓာတ်တရားမျိုးတွေ့လို့လားဆိုပြီးတော့ထူးထူးဆန်းဆန်းပုံနဲ့နော်ငါတော့ပြောမစင်တော့သူပြောချင်တဲ့ conversation ပုံစံငါတော့ငါဟိုပါနေအဆင်ပြေတယ်ပေါ့နော်ဘာမှသူကနေပြီးမှဒီ side effect ဖြစ်တာမျိုးမတွေ့ဘူးမင်းတွေ့မိလို့လားဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတာ no doubt that ဒီနောက်နော် no doubt that while some patients at the hospital where I was before were sickened by mod extract I have never noticed such results for slash beer here even those just recovering from the operation retain slash beer often it is the only food they can take ဒီမှာ no doubt ထားဘူး why some patients at the hospital ဒီဆေးရုံမှာရှိတဲ့လူနာတွေပေါ့နော်နေမကောင်းဖြစ်နေတဲ့လူနာတွေဒီဆေးရုံမှာရှိတဲ့လူနာတွေထဲမှာဒီ mod extra ကြောင့်ပဲဒီတချို့ဓာတ်မတည့်တာပေါ့နေပြန်မကောင်းဖြစ်တာမျိုးသူတွေ့ဘူးသေးတယ်တဲ့ဒီ slip beer ကြောင့်တော့သူသတိမထားမိသေးဘူးပေါ့နော်မတွေ့မိသေးဘူး even though just ဒီ operation ခွဲခန်းထွက်လာတဲ့လူနာတွေဆိုရင်လည်းဒီ beer တစ်ခုပဲရှိရပါတော့ဒီတော့က it is the best nourishment ဒေါက်တာပြန်ပြောတာအဲ့ဒါလုံးဝဒီIt is the best nourishment အကောင်းဆုံးအာဟာရပဲ the care given is brewing even to cooling in the fit that it make
make sleepier so pure that no harm can stem from it ဒီ beer brewing ဆိုတာ beer ချက်တာပေါ့နော် is there given is brewing even ခုနဟို beer ကိုအေးပြီးတဲ့စင်တော်မှာတန်းစင်ထားရလေးကိုပဲတုံးထားတယ်တဲ့ဒါကြောင့်မလို့ဒီဆိုအရင်တန့်ရှင်းတယ်ပေါ့နော်ပြီးတော့ဒီ no harm can come from သူတို့ဆရာနေပြီးမှဒီမကောင်းတာတွေတစ်ခုတော့မှမရနိုင်ဘူးတော့ကောင်းတယ်ပေါ့နော်ဘာမှဆိုးကျိုးမရှိနိုင်ဘူး slash beer too has a richness in food value အစားအစာအတန်ဖိုးတွေပြောရစားပါဝင်နေတဲ့ greater than I have found in any other beer အခြား beer တွေမှာသူတွေ့ထားတဲ့အခြား beer တွေထက်တောင်မှအခြား beer တွေမှာတော့ဒီအစာအာဟာရတန်ဖိုးအများဆုံး beer ပဲ due to the barley ဒီ barley ကတော့ဘယ်လိုပြောရမလဲဘာလို့ဂျုံပေါ့နော်okay ရော sorry hope ဆိုတာကျတော့ကျွန်တော်ဒီမူရောစပါအစီအစဉ်လေးကိုပြောချင်တာထင်တယ်ပြီးတော့ရေးဆိုတော့တစီပေါ့နော်တစီဒါလိုတုံးထားတယ်အားကြောင့်ဒီအားလိုတုံးထားတဲ့အတွက်ကြောင့်ဟာရတန်မှုပြောရတာပါဝင်နေ why is it Dr. Slash never caused the bleachness ဆိုတာဒီအဲ့ဒီခင်မှာဖြစ်များတဲ့ဒီပြောမဆိုတော့အစာရင်ရောင်တဲ့ပုံစံမျိုးယောဂမျိုးထင်တယ်ပေါ့နော်ကျွန်တော်ရှာကြည့်ရတော့ဒီဘက်နောက်ပိုင်းမှာတိတ်မတွေ့မြင်ဘူးပေါ့အားကြောင့်မလို့ဒီယောဂမျိုးပေါ့နော်တိတ်မဖြစ်တာလေပေါ့ why ပြောမယ်ဆိုရင်တော့အဲ့ကျွန်တော်ထင်ပေါ့နော်ကျွန်တော် imagine လုပ်ကြည့်ရတော့အဲ့ဒီခင်မှာဘီယာတောက်တာမျိုးလို့ပေါ့ဒါမှမဟုတ်နည်းနည်း popular ဖြစ်နေတဲ့ယောဂမျိုးတစ်ခုဖြစ်ပေါ့နော်အဖြစ်လို့ဒီဘီယာတောက်တော့ကြတော့ဒီ bleachness ဆိုရဟာမဖြစ်တာလေပေါ့ပြောမယ်ဆိုတော့အစာရင်ရောင်တာပါအစာရင်ရောင်တာမျိုးပေါ့နော် because slash is truly age ဘာသူကနှစ်ချွတ်ကိုသူကဘီယာကိုလှုပ်ထားတယ်ပေါ့နော်ချက်ထားတယ် fermentation ဆိုတာဒီဘီယာကိုချက်တဲ့ဖြစ်စဉ်က is completed at the brewery ဒီအရက်ဖောက်တယ်ပေါ့နော်ဘီယာဖောက်တဲ့ process ကဒီဘီယာစက်နေမှာပဲပြီးသွားတယ် not in the patient's stomach အစာဒီလူနာရဲ့အစာရင်ထဲမှာရက်ချက်နေရမဟုတ်ဘူးပေါ့နော်ဘီယာစက်မှာပဲလုပ်တယ်ဆိုတာပြောချင်တာကတချို့ဘီယာတွေအကြတော့သူတို့က maybe ပေါ့နော်အစစ်မှာအဆင့်ကျော်တာမျိုးပေါ့နော်ထားတဲ့အချိန်မှာမထားဘဲနဲ့တန်းထုတ်တန်းရောက်တာမျိုးပုံစံမျိုးလောက်တာမျိုးရှိတယ်အဲ့ခါမျိုးမှာအဆင့်တွေကျော်တဲ့ခါမျိုးမှာဒီ maybe သူတို့ဘီယာချက်တဲ့အဆင့်တွေကျော်တဲ့ခါမျိုးမှာဖြစ်တတ်တဲ့သဘောတရားဖြစ်နိုင်တယ်ပေါ့နော်အဲ့ကြောင့်မို့သူတို့ကဒီ fermentation အဆင့်ကိုသူကစက်ရုံမှာပဲအပြီးလောက်ထားတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့လောကအဆင့်တွေ ready ဆိုမှထုတ်ရောင်းတဲ့ပုံစံမျိုး okay the final step after bottling and sealing is the sterilization through which the impossible from any germs to it okay ဒီနောက်ဆုံးအဆင့်အနေနဲ့ဒီ packing ထုတ်ပို့တဲ့ချိန် packing ပိတ်တဲ့အချိန်မှာတော့မှဒီပိုးတက်တယ်ပေါ့နော်ပိုးတေချာတတ်ထားတဲ့အတွက်ဒီကနေပြီးမှပိုးလေးတစ်ခုတော့မှရှိမနေနိုင်ဘူးတဲ့ and then ပြောတာ next ပြောတာ my patients seem to enjoy the taste slash ကျွန်တော်ငါရဲ့ဒီ patient တွေကလည်းဒါကိုကြိုက်တဲ့ပုံတော့ပေါ်ပါတယ်တဲ့ yes ဟုတ်တယ် even old world brewmaster have complimented slash on its full rich flavor propriety and the goodness of all the materials ဒီမှာတောင်းထားတဲ့ဒီပါဝင်ပစ္စည်းပေါ့နော် material တွေနဲ့ပတ်သက်တဲ့အားတွေနဲ့ပြီးသူ့မှာပါတဲ့ flavor rich ကောင်းတဲ့ရလာရင်တော့ပတ်သက်ပြီးဒီ brewmaster ဆိုတော့master တွေပေါ့နော်ဒီဘီယာချက်တဲ့ကျွမ်းကျင်ပညာရှင်တွေပေါ့နော်သူတို့တွေတော့မှဒီ compliment ပြေဝရတာသူတို့ဆရာတွေတော့မှ next ပြန်ပြောတာ if slash beer is the such a benefit to the sick it ought to be good for the well if the slash beer is ဒီလိုမျိုး benefit တွေရှိပေါ့နော် to the sick is ought to the good for the well ဒီနေမကောင်းတဲ့လူတွေကိုကောင်းလာဖို့အတွက်ဒီတော့ supporting ပေးတယ်ပေါ့နော်ထောက်ပံ့ဖြစ်စေ it is hold it and if those who well would drink more of it we would have fever anemic patients ဆိုတာကသူရနေတဲ့လူနာပေါ့နော်ဒီဥစ္စာတွေကိုဒီနေမကောင်းတဲ့သူတွေတော့မဟုတ်ဘူးနေကောင်းတဲ့သူတွေတောက်ရင်တော့ငါတို့မှဒီသူရနေတဲ့လူနာတွေညော့နေသွားနိုင်တယ်ပေါ့နော် we would have less stomach travel and never disorder ဒီအစာရင်ပြဿနာတွေဒီ nerve disorder ဆိုတာဒီဘာပေါ့နော်ဦးလမ်းမပြဿနာတွေပေါ့နော်ဦးလမ်းကြောင်းပြဿနာတွေတော့ငါတို့ညော့နေသွားနိုင်တယ်ပေါ့ every weight of the useless
promotes head ဘာပြောပြောဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီ slash br ကတော့ promotes head ဒီကျမ်းမာရေးကိုအထောက်အကူဖြစ်စေတယ်ဒါပဲပေါ့နော် so ကျွန်ညာလေးကတူတယ်ပေါ့နော်တူရဆိုရင်အထက်ခါကတော့ဖတ်ကြည့်သေးတယ်ဖတ်ကြည့်တယ်ဘာလဲလွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်တာစဉ်းစားကြည့်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ပြီ140နီးနီးပဲဗျာစေစင်းရာဇဝင်တစ်ခုကျော်ကြော်ညာကဒီလောက်ထိ fresh ဖြစ်နေတာပေါ့နော်ဘာဖြစ်လို့ဒီလောက်ထိ fresh ဖြစ်နေလဲ okay so အရင်ဆုံးပြောချင်တာတော့ဒါကတော့ကျွန်တော်တို့ဒီခုကြည့်နေတဲ့သူကလည်းဒါကြော်ညာရေးတဲ့သူ marketing နေပဲတရားသူပဲဖြစ်မှာပေါ့နော် so ဆိုလို့ရှိရင်ဒီသူမှာပါတယ်ဒီ conversation ပုံစံမျိုးပေါ့ conversation ကျွန်တော်တို့ကြော်ညာရေးတဲ့ခါမှာ conversation ပုံစံရေးတဲ့ technique ကိုတော့သိပြီးသားဖြစ်နေမှာပေါ့နော် so ဒီကအကြိုက်ဆုံးကတော့ဒီကြော်ညာမှာအကြိုက်ဆုံးကကျွန်တော်ကိုယ်နဲ့ body coding ကိုတော့ကျွန်တော်အဲ့လောက်ထိ impress မဖြစ်ဘူးကျွန်တော်ဘာလို့ဒါကို break down လုပ်ပြီးလဲဆိုရင်တော့အကြိုက်ဆုံးကသူရဲ့ကြော်ညာပေါ့နော်highlight ပေါ့နော် highlight ကြော်ညာ highlight ကိုအကြိုက်ဆုံးအဲ့ဒါကြောင့်ဒါကိုကျွန်တော် break down လုပ်ပြီးဖြစ်သွားတာပါ okay နောက်တစ်ခုပြောမှာကကျွန်တော်ကဘာလို့လဲဆိုတော့ဒီပေါ့နော် BR ကျွန်ဒီနေမကောင်းတဲ့သူတို့ကြော်ညာဆိုနည်းနည်းတော့ strain နည်းနည်းထူးဆန်းတယ်နော်ကျွန်တော်ခံမှန်းကြည့်ရတော့လွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ဆိုတော့ဗျအဲ့ဒီခေတ်မှာဖြစ်နိုင်တဲ့ဟာမျိုးပေါ့နော်သူတို့အဲ့ချိန်မှာစေးဆိုင်တွေရှားတာမျိုးလို့ဒီကိုပိုင်အိမ်တွင်းကိုတော်နဲ့ကိုတဲ့သူတွေလို့ပါလို့ယူရတဲ့ထင်တယ်ပေါ့နော်မဟုတ်ရင်ဘာဖြစ်လို့ BR ဆိုတဲ့ product ကြီးကိုသူတို့ကဒီနေမကောင်းတဲ့သူတွေကို target ထားပြီးတော့ကြော်ညာအနေနဲ့လောက်ထားတယ်ဆိုတော့စဉ်းစားစရာတခုတော့ရှိတယ်နော်ဘာဖြစ်လို့သူပုံမှန်လူတွေကို target ထားလဲပေါ့ဒါလည်းကျွန်တော်တို့မိတ်ဆွေလည်းသိလိမ့်မယ် strategy ပေါ့နော်တခြားသူတွေကပုံမှန်လူတွေကိုလုံနေတဲ့ကြော်ညာနေတဲ့အချိန်မှာသူတို့ကတခြားသူတွေနဲ့မတူအောင်ပေါ့နော်ဒီ patients တွေကို target ထားတဲ့ပုံစံမျိုးသူများနဲ့ခုနကကျွန်တော်တို့ပြောတယ်ပေါ့နော်သူများမကြော်ညာတဲ့ခါမျိုးမကြော်ညာတဲ့ဟာမျိုးသူတို့ပြောင်းပြီးtarget ပြောင်းပလိုက်တယ်နော်တော့ target ကို change ပလိုက်တယ်အဲ့လိုပုံစံမျိုးနဲ့ attention ယူထားရပါတော့အဲ့လိုထင်ပါတယ်ဘာလို့ဒီဘက်ခေတ်လိုမျိုးဆိုရင်တော့ FTA တွေပါအရင်တိကျတဲ့ခါမျိုးခေတ်လိုမျိုးဆိုရင်တော့ရနိုင်မှာမထင်တော့အဲ့ခေတ်ဆိုတာလေနည်းနည်း FTA တွေပါတွေကအခုခေတ်လောက်ကြီးဆိုရတဲ့အချိန်တွေမှာမရှိနေဘူးလို့ထင်တယ်ပေါ့နော်ဒါပေမဲ့တော့အဖျားတက်သွားတော့သူ့ရဲ့တခြားသူတွေနဲ့မတူညီခြင်းလို့ဒါဒီနေမကောင်းတဲ့ patient တွေကိုကြော်ညာတာပေါ့နော်နောက်ဆုံးမှာသူတို့ကြော်ညာခြင်းတဲ့သူတို့အဖျားနဲ့တော့အဖျားခတ်သွားပါတော့နောက်ဆုံးမှာတော့ဒီနေမကောင်းတဲ့သူတွေတော့ရင်တော့ကောင်းနေရဆိုရင်နေကောင်းတဲ့သူတွေတော့ဘလောက်တော့ကောင်းလဲဆိုတဲ့ပုံစံမျိုးပေါ့နော်အခုကျဒီ slash br ဆိုတာじゃတော့ခုခေတ်ပြပုံစံမျိုးနဲ့မတူထင်တယ်သူကနည်းနည်းတခြားအတားပေးပေါ့နော်တခြားရတာအတားပေးအချိုရတာအတားပေးပုံစံမျိုးအဲ့လိုမျိုးပြရမယ် so okay ကြော်ညာလေးကတော့ဒီလောက်ပါပဲအခြားဒီကြော်ညာနဲ့ပတ်သက်ပြီးသိချင်တဲ့ဟာမျိုးတခြား point of view အနေနဲ့စဉ်းစားမိတဲ့ဟာမျိုးလေးတွေရှိရင်လည်းကျွန်တော် comment မှာအလိုလိုဝင်ဆွေးနွေးပေးပါဦးနော်ကျွန်တော်လည်းပြောမယ်ဆိုတော့ဘယ်လိုလဲနည်းနည်းမိုက်တောင်မိုက်တယ်ဗောနော်ကျွန်တော်အမြင်နဲ့ကျွန်တော်ရဲ့ဟာနဲ့ကြည့်ရင်တော့တိတ်တော့အားတော့တိတ်မများဒါပေမဲ့မိုက်တယ်ဗောဘာလဲဆိုတော့တချို့ချက်ကလေးတော့အများမျိုးလေးတွေ့တယ်ဒါပေမဲ့တော့လို့မရဘူးဒါဆရာကြီး Cloud Hawkins ရေးထားတဲ့ကြော်ညာပါ Okay အားလုံး bye bye